ကကျတော့ဒီမှာအလူလာလောက်တာပီတိဖြစ်တယ်လို့သမီးခံစားရတယ်ဘာလို့လဲဆိုတော့ကိုယ်တိုင်အလူလာလောက်ပြီးမှပြီးတော့ဖုံဖုံကလည်းမေတ္တာတွေတရားတွေဟောပေးတယ်ကိုကလည်းကုသိုလ်တွေပါရတယ်ပြီးတော့လည်းဖိုးဖွားတွေကိုလည်းကိုယ်တိုင်လာကူညီပြီးမှပစ္စည်းတွေလာပေးတယ်အဲ့လိုအလူဖိုးဖွားတွေလည်းမေတ္တာတွေပို့ပေးတာပေါ့ကိုကလည်းပုံမှန်ပီတိဖြစ်တယ်ပြီးတော့လည်းတန့်ရှည်တွေလည်းလုပ်ပြီးရဆိုတော့လေပျော်ရွှင်တာပေါ့ကိုကလည်းအဲ့လိုမျိုးလူရာတန်းတာကိုစိတ်ဝင်စားတယ်ပြီးတော့လည်းအဲ့လိုမျိုး volunteer အနေနဲ့ပါဝင်တာလည်းစိတ်ဝင်စားတယ်ကျွန်တော်ကြာရင်အဲ့လိုမျိုးထပ် volunteer အဲ့လိုမျိုး industry basic လေးထပ်ပေါ်လာမယ်ဆိုရင်လည်းညီမကပါဝင်မယ်လို့လည်းထင်ပါတယ်ဘာလို့ဆိုတော့ကိုယ်တိုင်ကစိတ်ဝင်စားရဆိုတော့လေတန့်ရှင်းလို့ပြောလို့ကျွန်တော်စိတ်ပြောရဲကျွန်တော်စိတ်လက်ချမ်းသာတယ်ကျွန်တော်စိတ်ကျဉ်တယ်ပေါ့ကျွန်တော်ကုသိုလ်ကောင်းမှုလုပ်ရဆိုတော့ကျွန်တော်ပြောတယ်ပေါ့တန့်ရှိပါတယ်ကျွန်တော်ကျွန်တော်ကဒီမျိုး event တွေဆိုရင်ကျွန်တော်ကဒီမနေ့ပြောတယ်ကျွန်တော် join ဝင် join ချင်တယ်ကျွန်တော်လုပ်ကိုလုပ်ပေးချင်တယ်ကျွန်တော်ကသူများအများပြောအောင်လုပ်ပေးနေတယ်ကျွန်တော်ကလည်းစိတ်ပြောတယ်CIC is the key to unlock the world's high-ranking universities.